ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ထဲကမြန်မာလူမျိုးအများစုနေထိုင်တဲ့စစ်တီဘော်ရက်ကွက်ထဲကိုထိုင်းမျိုးချစ်အဖွဲ့ကအုပ်စုလိုက်ဝင်ရောက်စစ်ဆေးပြီးရိုက်နှက်တာတွေလုပ်တော့တဲ့အတွက်ရက်ကွက်ထဲမှာနေတဲ့မြန်မာလူမျိုးတွေစိုးရိမ်ထိတ်လန့်နေကြရပြီးအကူအညီပေးမဲ့သူမရှိဖြစ်နေလို့သိရပါတယ်။ဒီသတင်းကို Morris ကပေးပို့ထားပါတယ်ရှင်။မနေ့ကဟိုတနေ့ကဆိုရင်သူတို့လူလုံးချင်းနဲ့အတန်းဖတ်လို့ဝင်လာတယ်။ဝင်ပြီးတော့တွေ့တဲ့လူအကုန်စီးရိုက်တာပေါ့နော်။အဲ့လိုမျိုးရိုက်။အဲ့မဲ့မနက်ကကျဟိုမနေ့ညနေကကျတော့အဲ့လိုမဟုတ်တော့ဘူး။အဲ့လိုမဟုတ်တော့ဘယ်လိုလာလဲဆိုတော့သူတို့ဒီအဖွဲ့ပေါင်းတော့ဒီစစ်သားတွေရဲတွေနောက်ပြီးတော့ရဲဝဲလူကြီးတွေပုံစံနဲ့ကုန်ဝင်လာတာ။အဓိကအပြစ်မှမရတော့ဒီမြန်မာဆိုင်တွေဒီပတ်စပို့ယုံတွေဒီပေးရောင်းတဲ့ဟာတွေတို့အဓိကမင်းထားပြီးတော့ဟိုတန်းစီတက်တယ်မတင်ငါတဲ့ဟာတွေကိုသူတို့ကားပေါ်တင်ရခေါ်ရတယ်ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်ကမြန်မာလူမျိုးအများစုနေထိုင်တဲ့စင်တီဝါရက်ကွက်ထဲကိုဇန်နဝါရီ19ရက်ညပိုင်းမှာနှက်ခမ်းမွေးအဖွဲ့လူသိများတဲ့ထိုင်းမျိုးချစ်အဖွဲ့ကဝင်ရောက်စစ်ဆေးပြီးရိုက်နှက်တာတွေလုပ်သွားပြီးတဲ့နောက်ဇန်နဝါရီလ20ရက်နေ့မှာအဲ့ဒီရက်ကွက်ကိုပဲရဲနဲ့စစ်သားတွေထပ်မံဝင်ရောက်လာပြီးမြန်မာဆိုင်တွေကိုစစ်ဆေးကဖမ်းဆီးသွားတဲ့အကြောင်းကိုရက်ကွက်နေမြန်မာလူမျိုးတယောက်ကရှင်းပြနေတာပါในฐานะคนไทยถ้าเราไม่พูดก็ไม่มีใครกล้าพูดဒီဖြစ်ရဲ့အစကထိုင်းနိုင်ငံသားနဲ့မြန်မာနိုင်ငံသားတို့ရင်တိုက်မှုဖြစ်ရာကနေမြန်မာနိုင်ငံသားကမတောင်းပန်မဲမောင်းပြေးသွားတာကိုထိုင်းနိုင်ငံသားကမချေနှက်လို့ဇန်နဝါရီလ18ရက်နေ့မှာအွန်လိုင်းပေါ်တင်လိုက်ရကနေစပြီးထိုင်းမျိုးချစ်အဖွဲ့တွေရောက်လာကစင်တီဝါရက်ကွက်ထဲကတွေးသမျှမြန်မာတွေကိုရိုက်နှက်စစ်ဆေးသွားတာဖြစ်ပါတယ်အခုလိုလောက်ရကြောင်းရုတ်တရက်နေမြန်မာလူမျိုးတွေအလုပ်သွားရင်တော့နှက်ခမ်းမှုအဖွဲ့ကိုတတိထားစောင့်ကြည့်ပြီးသွားနေရတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ဆိုပါတယ်ထိုးချိတ်ခံရတဲ့ဖြစ်ရက်ကိုလိုင်းပေါ်တင်တဲ့သူတွေကိုထိုင်းမျိုးချစ်အဖွဲ့ကစောင့်ကြည့်မှုရှိနေတဲ့အပြင်ရက်ကွက်နေမြန်မာတွေဟာအလုပ်သမားရေးကူညီတဲ့အဖွဲ့တွေကိုအကူအညီမတောင်းရသလိုဘယ်အဖွဲ့အစည်းကမှလည်းလက်ရှိပြဿနာတွေကိုလာဖြေရှင်းမပေးဘူးလို့သိရပါတယ်အခုဘလို့ကြုံလဲဆိုတော့ကျွန်တော်တို့တင်တဲ့ပုံကိုဒီစတင်ရှော့ရိုက်တယ်သူတို့ထိုင်းကလူတွေမှာသူတို့ထိုင်းကလူတွေမှာကျွန်တော်တို့ပုံနဲ့တော့ဒီတင်တဲ့လူတွေကိုအကုန်လုံးသူချပြလာတယ်အဲ့တော့ကြောင့်ကျွန်တော်ရပ်ပေါ်မှာနေရဘလို့မလုံးကြုံဘူးကြောက်နေရတယ်အကုန်လုံးအကြောင်းစိတ်တွေနဲ့မင်္ဂလိတွေတော့အလုပ်သွားလို့သူတို့နဲ့တူမှကြောက်လုံးဝကြောက်နေတာမင်္ဂလိအယုဒ္ဓယမှာရှိတဲ့မြန်မာအလုပ်သမားရေးကူညီနေသူတွေကတော့ဒီကိစ္စဟာနိုင်ငံရေးလှည့်ကွက်တွေပါနေတဲ့အတွက်မြန်မာတန်ယုံအနေနဲ့ဂျားဝင်ဖြည့်ရှင်းတင်ကြောင်းသုံးသပ်ထားပြီးမြဲဘန်ကောက်ရှိမြန်မာတန်ယုံကတော့တစုံတရာထုတ်ပြန်တာလည်းမရှိသလို DBB ကဆက်သွယ်မှင်းမြန်းမှုကိုလည်းပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ဒါကြောင့်အလုပ်သမားရေးကူညီနေတဲ့အဖွဲ့တွေအနေနဲ့လည်းဒီကိစ္စကိုဝင်ဖြေရှင်းဖို့အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့အမြင်မှာပြန်ကြည့်မယ်ဆိုရင်ဒါအုပ်စုဖွဲ့ပြီးတော့ဒါအနိုင်ကျင့်တယ်လို့ပဲကျွန်တော်တို့မြင်တာ။သူတို့လောက်ရမယ်ဆိုရင်ဥပဒေပေါင်းကပဲလုပ်ပေါ့ဟုတ်လားဒီလူထိုးတယ်ဒီလူကြိတ်တယ်ဒါပေမဲ့ကျွန်တော်တို့အမြင်မှာကကျွန်တော်တို့ရဲ့နိုင်ငံရေးရဲ့အကြောင်းနဲ့လည်းသက်ဆိုင်တာပေါ့မြန်မာနိုင်ငံတန်ယုံဘက်ကလည်းဝင်းနေကြမယ်ဆိုရင်ဗျာဒီလူတယောက်ဖြစ်တယ်ဆိုရင်ဒါတန်ယုံနေနဲ့တန်တမန်ရေးနဲ့ဒါလုံးဝဒီရေးကဝင်လို့ရတယ်ပေါ့ပထမကိုလည်းဖြစ်စဉ်တခုရှိထားတာပဲဟုတ်လားကမ္ဘောဒီးယားလူမျိုးတယောက်ကိုဗမာဟုတ်တယ်ကုန်တိုက်တယ်မှာထိုးတဲ့ကိစ္စမှာသူတို့နိုင်ငံတန်ယုံကပြီးတော့စာထုတ်ပြန်ပြီးတော့အားချင်းရေးယူတယ်ဒီသူတို့အဖွဲ့ပဲရေးယူခံရတယ်ပေါ့အဲ့တော့ဆိုရင်လည်းဟုတ်လားလူမှားပြီးတော့နောက်ပိုင်းတောင်းမှန်တယ်ဒီဖြစ်တယ်အခုလည်းဒါကျွန်တော်တို့ဆိုရင်ဒါမှန်တယ်တယောက်ကလုပ်တယ်ဒီလူနဲ့မဆိုင်ဘူးဒါမှတန်တမန်ရေးနဲ့တင်ကြည့်မလို့မြန်မာနိုင်ငံတန်ယုံကမဖြစ်မနီကကျွန်တော်တို့ဒီမြန်မာပြည်သားဘက်မှာရက်တည်မှုကရှိရမှာကွာမြန်မာပြည်သားဘက်မှာရက်တည်မှုမရှိတဲ့အတွက်ကြတော့ကျွန်တော်တို့တွေကကာကွယ်ပေးဖို့ခက်တယ်ဇန်နဝါရီလ17ရက်နေ့ Smoke Bracken Crime ဘန်ဘိုးဒေသမှာထိုင်းနိုင်ငံသား Daily Post သမားနဲ့မြန်မာအလုပ်သမားတွေရန်ဖြစ်ပြီးတဲ့နောက်ပိုင်းထိုင်းမျိုးချစ်အဖွဲ့တွေကမြန်မာအလုပ်သမားတွေပေါ်ပြစ်မှတ်ထားစစ်ဆေးမှုတွေစတိုက်လှုပ်ဆောင်နေတာပါထိုင်းဝင်ကြီးချုပ်ရုံးကနေဒေတာသွင်းမှာရှိတဲ့ရွှေပြောင်းအလုပ်သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုတင်းကျပ်စွာစစ်ဆေးဖို့ထုတ်ပြန်ထားတဲ့အချိန်လည်းဖြစ်တဲ့အတွက်ထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ဥပဒေကိုလေးစားလိုက်နာဖို့နဲ့အရှင်ရဲ့တနေ့တွေကိုနားလည်ဖို့လိုအပ်နေပြီးအုပ်စုဖွဲ့အရက်တောက်တာညအချိန်မတော် office စုညံတာတွေနဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုရှောင်ကျဉ်ဖို့ထိုင်းရောက်မြန်မာအချင်းချင်းကတိုက်တွန်းနှိုးဆော်မှုတွေလုပ်နေကြပါတယ်ခင်ဗျာကျွန်တော် Morris ပါ